င်္ဂလာပါရှင်ကျမစပယ်ဖြူနုပါဒီနေ့ဖတ်ပြပေးဖို့ရွေးချယ်ထားတဲ့ဝတ္ထုတိုလေးရဲ့အမည်ကတော့အပြန်လန်းပင်မှာလမ်းပင်မှာဖြစ်ပါတယ်ဒီဝတ္ထုတိုကို2011ခုနှစ်ကကချင်ပြည်နယ်မှာတကြောပြန်စစ်ပြန်လည်စတင်တဲ့အချိန်မှာနေရက်ကနေပြီးတော့စွန့်ခွာတိမ်းရှောင်ကြရတဲ့မိသားစုများစွာတဲကမှကလေးဇက်ကောင်တူဦးကိုမူတည်ထားပြီးတော့ကျမရေးသားခဲ့တာဖြစ်ပါတယ်နားဆင်ကြည့်ပါအောင်ရှင်အပြန်လန်းပင်မှာလမ်းပင်မှာတောလန်းကလေးသည်မညီမညာကွေ့ကောက်လျက်ရှိလေသည်လမ်းသည်မြေသားပြောင်ပြောင်ပင်မဟုတ်လူသွားဖန်များသည့်အတွက်မြက်ပင်နွယ်ပင်တို့ပြပြလျက်ဖြစ်လာရသောတောလန်းကလေးများသာပင်နဘေးတစ်ဖက်တစ်ချက်တွင်တော့ခြုံနွယ်နှင့်တစ်ပင်များဝန်းရံလျက်အချို့သောနေရာများတွင်လမ်းပေါ်အထိရောက်နေသောနွယ်ပင်နှင့်တစ်ကိုင်းတို့ကိုဖယ်ရှားကာသွားရသေးသည်ဖိုးနီသည်လမ်းကလေးပေါ်တွင်တယောက်တည်းရိုင်နှင့်နဲ့ရှောင်လာသည်တညလုံးသူတောတိုးခဲ့ရသည်ယခုတစ်နေ့တွင်မှဒီလမ်းကလေးကိုတွေ့ပေသည်တောမှမွေးသောကလေးငယ်တို့၏တည်တတ်ခြင်းဖြင့်ဒီလမ်းသည်ကားလမ်းမကြီးသို့မဟုတ်လူတို့နေထိုင်ရာရွာများစီရောက်မည်ဟုသူအလိုလိုသိနေသည်ဒီအတွက်ကြောင့်ပင်ဝမ်းသာလှိုက်လဲခြင်းသည်သူ့ခြေလမ်းများကိုတွက်စီသည်သို့သောပုံမှန်ခြေလမ်းတော့မဟုတ်တရွတ်ဆွဲတော့မလို့အားအင်ကုန်ခန့်နေသောခြေလမ်းများထက်တော့နည်းနည်းသာသည်ဟုဆိုရမည်သူအားရှိလာသည်ဟုခံစားရ၏သို့သောမောလှပြီတနေ့ရာရာတွင်ပြစ်လဲလိုက်ခြင်းစိတ်သည်သူ့ရင်ထဲကြီးစိုးကာနေသည်ထိုတနေ့ရာသည်သူ့အိမ်ကဝါကြမ်းကင်းကလေးများဖြစ်လင်ဘလောက်များကောင်းလိုက်မည်နီငိုက်ဆိုင်ဆိုင်ရှောင်လာသောခြေလမ်းများကိုရက်ကာဖိုးနီနောက်သို့လှည့်ကြည့်မိသည်သူဘဲရောက်နေပြီလဲမသိအိမ်နှင့်အလွန်လွန်ဝေးလံသောနေရာသို့ရောက်နေပြီဟုသာထင်သည်မိုင်အားဖြင့်သူမသိခြေထောက်များညောင်းညခြင်းဖြင့်သာခရီးဝေးသည်ကိုမှန်းတတ်သည်သူ့အိမ်ကလေးသည်နောက်ကျောဘက်မိုင်များစွာဝေးကွာသောနေရာတွင်ကျန်ခဲ့သည်လားလက်ဝဲဘက်လက်ရဘက်ကနေဥတိုက်သွားလျင်ရှောင်နိုင်သည်လားသူမသိပေသူနားလေသည်မှာတော့သူသည်အိမ်နှင့်မိုင်များစွာဝေးခဲ့ပြီမိဘတို့နှင့်တကွဲစီဖြစ်ခဲ့ပြီအိမ်ပြန်ရန်လည်းမဖြစ်နိုင်သေးအိမ်ကိုထားခဲ့ရပြီတည်းဘုန်းဒီတို့ရွာကလေးသည်တောင်တန်းများရိမ်မိုးထားသောနေရာမှာရှိလေသည်ရွာကိုချောင်းငယ်တစ်ခုကဖျက်ဆီးသွားသည်ရွာတွင်အင်ဂျင်များစွာရှိသည်မဟုတ်မူလတန်းကျောင်းများသာရှိသောရွာတစ်ရွာပင်ထိုရွာကလေးတွင်ဖိုးနီမွေးဖွားကြီးပြင်းခဲ့သည်ကောက်ပင်တို့လေယာမြေတွင်စတင်စိမ့်လန်းကြသောမိုးရာသီ၌ဖိုးနီကိုမွေးဖွားခဲ့လေသည်များစွာသောလယ်သမားသားသမီးများလိုပင်အမေကျော်ပေါ်မှာကလေးကလယ်ကိုကျွမ်းဝင်ရသည်အမေကဖုန်းဒီကိုကြောပိုးကကောက်ရိတ်သိမ်းခဲ့သည်အဖေနှင့်ဒိုးဒူပေါင်ဖက်လှုပ်ကင်ခဲ့ကြသည်လယ်ကတော့ဧကများစွာရှိသည်မဟုတ်ပေဝမ်းစာအပြင်နည်းနည်းများသာပိုရှံသည်ကျွေးမတင်ယုံသာရှိခဲ့သည်တဲ့သူနားလေသိတဲ့ချိန်မှာအမေကပြန်ပြောင်းပြောပြတတ်လေသည်ဖိုးနီသည်လယ်ထဲတွင်အဖေပင်ပန်းလာသည်ကိုသတိရ၏အဖေကအလုတ်ကိုအပင်ပန်းခံလုပ်တတ်သည်စပားဆိုင်ခြင်းဆိုလဲအပတ်တကုတ်လုပ်သည်အဖေဘက်ကတူတယောက်နှင့်ထွန်ချကြစိုက်ကြပြိုကြသည်ခြံထဲတွင်လဲစားပင်သီးပင်စိုက်ရသေးသည်တောရဲတက်ကထင်းရှာသည်ငါးရှာတတ်သေးသည်အဖေသည်ကြွက်သားအပြိုင်ပြိုင်နှင့်အလွန်တန်ဆွမ်းသည်အဖေပခုံးကိုခိုတွဲထားရလျင်ဘုန်းနီအလွန်ပျော်သည်သို့သောအဖေကိုသူအချိန်ကြာမြင့်စွာတွေ့ကပ်ခွင့်ရခဲ့သည်တော့မဟုတ်ပါပေသူ့အောက်ကညီမလေးရလာချိန်မှာတော့ဘိုးနီသည်အမေရင်တွင်ထဲကညီမလေးအားအဖေမြူသည်ကိုသာတွေ့လာရ၏ညီမလေးကိုပွေချီကြီးဆဲသည်ကိုမြင်လာရသည်ဖုန်းနီကိုအဖေမမြင်တော့ပြီသို့သောသူသည်မနာလိုလည်းမဖြစ်တတ်ပါပေ
ကောင်းစွာပြေးလွှာဆော့ကစားတတ်ပြီးမို့အိမ်နီးချင်းကလေးတစ်တိုက်ကိုပြောင်းလဲခင်တွယ်တတ်ခဲ့သည်သူကောင်းစွာသိတတ်ပြီးဖြစ်သောအသက်6နှစ်ခန့်တွင်ညီမလေးက3နှစ်ရှိပြီထိုစဉ်ကသူကျောင်းနေရသည်ရွာထဲကမူလာတန်းကျောင်းကလေးမှာပင်နေရသည်ဘုန်းဒီအတွက်အမေကလွယ်အိတ်အသစ်ဝယ်ပေးသည်ကွန်ပါဘူးလေးဝယ်ပေးသည်သူသည်စာသင်ရသည်ကိုအလွန်ပျော်ရွှင်ခဲ့လေသည်ရန်လဲကောင်း၏တနေ့တည်းအောင်ခဲ့သည်ဘုန်းဒီအတွက်တော့ကလေးပီပီပျော်ရွှင်ခဲ့သောအပူအပင်ကင်းခဲ့သောကာလများမြို့ကလာသောဆရာမလေးကတော့ဘုန်းဒီကပညာရေးမှာဖြစ်ထွန်းမဲ့ကလေးဟုအမေကိုတစ်ကြိမ်မှပြောတာကြားဘူးသည်သို့ပေမဲ့ကျောင်းမှာနောက်ဆုံးနေကြရသည်ကတော့ဘုန်းဒီဒုတိယတန်းအောင်သည့်အထိပါပဲသူဒုတိယတန်းရောက်သည့်နှစ်တွင်ညီမလေးကသူငယ်တန်းတက်ပြီးအမေသည်နောက်ထပ်ညီလေးတစ်ယောက်ကိုမွေးဖွား၏သူသည်အလိုလိုပင်ညီမလေးကိုထိန်ရသည်ညီလေးကိုထိန်ရသည်အမေတို့လဲတဲ့ဆင်းသည့်အခါထမင်းချက်ရသည်ရေတဲရသည်8နှစ်မြသာရှိသေးတော်လဲလူကြီးလေးပမာအိမ်မှာအသုံးတည့်နေသည်အိမ်အလုံးနှင့်ចောင်းစာများကြားဖုန်းဒီကအသားတကြရှိစေဒီမှာပင်အမေတို့ကသူ့ကိုကြောင်းထုတ်ရန်ကြံလေသည်ဖိုးနီသည်တခဏမျှတော့ဝမ်းနေခြင်းဖြစ်လိုက်သေးသည်သို့တော်လည်းအမေ၏ညှိုးနွမ်းသောပင်ပန်းသောမျက်နှာကိုငယ်ရွယ်တော်လဲသိတတ်ခဲ့သည်ကျောင်းပြန်ဖွင့်တော့မိုးရာသည့်အစပြုချိန်အမေတို့ကလဲထဲဆင်းကြပြီမို့ဖိုးနီသည်ညီလေးထိန်ကထမင်းချက်ခါနှင့်ညီမလေးကျောင်းသွားသည်ကိုထမင်းဆောင်ကျွေးရသည်ညနေခင်းများမှာကျွဲသိမ်းရသည်သူ့လွယ်အိတ်ကတော့စုပ်ခဲ့ပြီးဖြစ်လေရာလက်နှီးသာဖြစ်သွားလေသည်အတန်းပေါ်များခြံရှိကဖြတ်လျင်ဖိုးနီသည်ကလေးပိုးကချော့မြူရင်းပြုံးပြနှုတ်ဆက်ရသည်သူတို့တွေကျောင်းစင်းချိန်ကိုစောင့်ကာဆော့ကစားရသည်ဆရာမလေးကမျက်ရည်ဝဲကျင်သည်ကိုဘာကြောင့်မှမစင်စားနိုင်ကိုဘဝကိုကျေနပ်ခါနေခဲ့သည်သို့တော့ရန်ဖန်ရန်ခါတော့ဖိုးနီမှလည်းမကျေနပ်ချက်လေးများရှိရသည်ပင်အဖေသည်ခုနောက်ပိုင်းသူနှင့်စိမ့်လာသည်သူကိုတော့ဖိုးနီဟုဒုံတိတိခေါ်တတ်သည်ညီမလေးနှင့်ညီလေးကိုတော့သမီးရေသားငယ်ရေဟုခေါ်သည်ညီလေးကိုချီပိုးကနေသည်ညီမလေးကိုမြူလျင်ပြုံးရွှင်နေသည်ညီမလေးစာကြက်နေလျင်လဲပြုံးနေပြန်သည်ဖိုးနီကိုကစူပူစရာများသာရှာတွေ့နေသည်လားမသိမျက်ထောင်နေနေသာစူပူသည်ကိုနေ့စဉ်လိုကြုံရသည်တရက်မှာတော့ညီလေးကိုအိမ်ရှိကန်းတွင်တိတ်ထားတော့သူသည်မိဖို့ထဲမှညနေစာထမင်းအိုးတဲနေခဲ့သည်အိမ်ရှိကဒုံကနေအတန်ကြား၍ပြေးကြည့်လျင်ညီလေးသည်ပကက်ထဲကနေကြမ်းမြင်ပေါ်ကျပြီးစူးစူးဝါဝါငိုလျက်ရှိသည်အိမ်မှာလည်းမိဘများရှိသည်မဟုတ်တက်တလောက်မှတ်တလောက်ချော့ရသည်နဖူးရှောင်သွားသည်ကိုတော့ဘာလို့ရမှန်းမသိညနေရောက်သည့်အခါအဖေတို့ပြန်လာလင်တော့ဖိုးနီအရိုက်ခံရသည်အဖေကဖိုးနီကိုရှိုက်သည်အဖေရိုက်တာနာလှပြီမဟုတ်တော့လဲဖိုးနီသည်ဝမ်းပန်းတနေပင်ငိုခဲ့သည်အဖေကတားအောင်မချစ်ပါဘူးမေယာသူသည်မိဖို့ထဲတွင်အမေနာကပ်နေရင်တီတိုပြောမိသည်အိမ်ရှိတွင်တော့အဖေသည်ညီမလေးကိုချော့မြူလျက်ညီမလေးကစားကျက်လျက်သူသည်အဖေလက်မောင်းများကိုဝမ်းနေစွာငေးနေခဲ့၏မဟုတ်ပါဘူးဖိုးနီရဲ့အဖေပဲမချစ်ပဲဘယ်နေပါမလဲနင့်ကိုချစ်တာများလေအားကိုးတာပါပါတယ်အမေသိဆုံးပေါ့ဖိုးနီသည်အမေမျက်နှာကိုတအံ့တောငေးနေခဲ့သည်သူဘယ်သို့နားလဲရမည်နည်းအဖေဟာဖိုးနီကိုဘာကြောင့်အမြဲတမ်းစူပူခြင်းရတာလဲအမေစကားကိုယုံလှသည်မဟုတ်တော့လဲဖုန်းဒီကငြိမ်နေခဲ့သည်ထမင်းဝိုင်းကြတော့လဲအဖေသည်သူမဟုတ်သလိုပင်ဖုန်းဒီကိုစကားဆိုပြန်သည်သို့ပေမဲ့ဒုံတီတီသာမနှက်ပြန်တောရဲလိုက်ခဲ့အောင်တဲ့သို့နှင့်ဖုန်းဒီသည်အဖေလဲတစ်စီးနှင့်တောရဲဝင်ရမှာလိုက်ရပြန်သည်တားဖတွေထင်းတိုက်ကြသည်အိမ်အောက်ဖက်မှထင်းတိုလောင်ကြသည်ဖုန်းဒီတို့အိမ်သည်ဒီအရက်ကရှမ်းပမာရွာများတွင်တွေ့ရတတ်သောခြေတန်းရှိအိမ်ငယ်လေးသာဖြစ်သည်အိမ်အောက်ထပ်မှာကြက်ချံရှိသည်ထင်းစင်ရှိသည်အိမ်ကတော့
တက်ငယ်မိုးဝါကြမ်းကင်ထရန်ကသာတာမန်လေသမားအိမ်များပင်ဒီအိမ်မှသာမဟုတ်ပါတရွာလုံးမှာတော့အိမ်ငယ်လေးများသာအများစုရှိကြသည်ကချင်များလည်းရှိသည်တောင်သူအလုပ်ကိုသာအဓိကလုပ်ကြလေသည်ဘုန်းကြီးတို့အရွယ်ကလေးများကတော့မိဘကိုကူညီတတ်ကြသည်အိမ်အလုပ်လဲတဲကအလုပ်များကိုတတ်နိုင်သလောက်လုပ်ကြရသည်ကျောင်းတက်သူများကလည်းကျောင်းချိန်ပြင်ပမှာအလုပ်ကူကြရသည်ညာသောအားဖြင့်တော့သူတို့သည်လေးတန်းမြောက်အောင်လင်းပင်ပညာရေးဆုံးခန်းတိုင်ကြမည်ဟိုနီလိုလေးတန်းပင်မရောက်သူများလည်းမရှာသို့သောရွာမှာတော့ဒါသည်အဆန်းလည်းမဟုတ်ပါပေသူတို့ကြေးရွာကလေးသည်မြို့နှင့်တော်တော်အလန်းကွာသည်ကချင်ပြည်နယ်တဲကတာမန်ကြေးရွာလေးတစ်ရွာသာပင်မြို့ပေါ်သို့ဘုန်းကြီးတို့တိတ်မရောက်ဘူးပေအဖေတို့ကတော့စပားလေးပဲလေးရောင်းဖို့ဈေးဝယ်ဖို့ရောက်တတ်သေးသည်ဘုန်းကြီးကတော့အဖေနှင့်တစ်ခါနှစ်ခါသာလိုက်သွားဘူးသည်မြို့သေးသေးလေးပေမဲ့သူ့အတွက်ကြီးကျယ်ခမ်းနားနေခဲ့သည်ငါတော့မြို့မှာမနေချင်ပါဘူးဟေ့ဟုတော့ရွာကတငယ်ချင်းများကိုပြောပြတတ်သည်တကယ်လဲဖိုးနေသည်ရွာကလေးမှာပြောခဲ့သည်အဖေကသူ့ကိုမချစ်ဘူးဟုထင်မြဲဖြစ်တော်လဲအိမ်တွင်သူပြောခဲ့သည်ပင်မတော်လဲအိမ်အလုံးများကိုမငြီးညူအချိန်တန်၍လဲတဲ့ဆင်းရလင်လဲသူသည်အဖေလိုပင်လေသမားစစ်စစ်သားဖြစ်လာအောင်မည်ကောက်နှံမြင်များကိုမြင်လင်သူလဲပျော်တတ်သည်ပင်ကောက်နှံများရိတ်သိမ်းခြင်းတွင်တော့သူတို့ရွာကလေးသည်ပွဲလန်းများနှင့်ပျော်မွေ့ပွဲဖြစ်လာမည်ဒီလိုသာမပြောင်းမလဲရှိအောင်မည်ဟုဖုန်ဒီကကလေးပီပီတွေးထင်ခဲ့သည်သို့သောမမြင်ရသောကံကြမ္မာသည်ဖုန်ဒီတို့စီဆိုက်ရောက်လာခဲ့သည်ဖုန်ဒီတို့ရှမ်းဗမာရွာလေးများသာမကအနီးဝန်းကျင်တဝိုက်ကကချင်ရွာကလေးများကိုလည်းဆိုက်ရောက်ခဲ့သည်ပထမတော့လူကြီးများတိုးတိုးကြိတ်ကြိတ်စကားပြောတတ်ကြသည်ကိုသူတို့စမ်းသည်မထင်သေးနောက်တော့ညဘက်ဆိုအတန်အချို့ကိုအစမ်းတကျကြားလာရသည်မိုးလင်းလျင်တော့ညကဟိုရမှာဘာဖြစ်လို့လဲဆိုတော့အတန်များညံစီနေပြန်သည်လေယာထဲသို့မူပုံမှန်ဆင်းနိုင်စေဖိုးနီတို့ရွာကလေးကအေးချမ်းစေဆောင်းရသည်စဝင်လင်တော့ကောက်နှံများရင့်မဲ့ပြီးမကြခင်ရိတ်သိမ်းရတော့မည်အဖေနှင့်အမေတို့ကစိတ်ကူးနှင့်မျှော်မှန်းစေတညမှာတော့မုံတိုင်းမွေသလိုအတန်များကသူတို့နှင့်တိမ်မဝေးတော့ပြီဆိုသည်ကိုသိရသည်ရွာကဗီဒီယိုရုံများတွင်ကြည့်ရတတ်သောဇက်ကားတဲကလိုအတန်များသည်ကလေးများကိုအထိတ်တလန့်ငိုကြွေးစေသည်လူကြီးများကလည်းထိတ်လန့်ကြသည်အတန်များသည်တဖြည်းဖြည်းနှင့်သဲထန်လာသည်ဖိုးနေရေဒီထုတ်လေးဆွဲဟုအမေကပြောသည်အမေသည်ညီလေးကိုချီလျက်အဖေကတော့ညီမလေးကိုပွေ့ဖက်လျက်ဖိုးနေသည်အမေလှမ်းပေးသောအထုပ်ကိုပိုက်ခါအိမ်မော်ကအမြန်ဆင်းရသည်တရွာလုံးသည်အသက်ဝင်ဆူညံနေပေသည်ဖိုးနီတို့သည်ရွာနှင့်အနီးဆုံးတောထဲကိုတိုးလာကြသည်တောသည်အမောင်ကြားထဲတွင်ပို၍နှက်ဆိုင်မဲမောင်နေသည်လူသံများသည်ဟိုမှဒီမှပေါ်ထွက်လာနေ၏ပောက်ကွဲသံများသည်သူတို့ရှေ့တွင်ပင်ရောက်လာသလိုအသံများကနှိပ်စက်ဆဲအော်ဟစ်သံငိုကြွေးသံနှင့်ပြေးလွှားသံများခြေသံများသူတို့ပြေးကြသည်အိုးနီပြေးသည်တယောက်တည်းအာသွန်ပြေးသည်အတန်များကပ်ပါလာသည်ထင်လေလေတိုးကပြေးလေလေဖြစ်သည်သူ့နားထဲတွင်အတန်များသာဆူညံနေသည်အပြေးပြိုင်ပွဲတိုင်းဘိုးဆွဲနေကြဖိုးနီ၏ခြေထောက်များကရှေ့သို့သာအရှိန်နှင့်တိုးနေသည်သူဘာကိုမှမသိတော့ကြောက်ချင်းတစ်ခုကိုသာသိသည်နောက်ဆုံးတော့ဖိုးနီမောပန်း၍နားသည့်အခါတွင်သူ့အနီး၌ဘသူမှမရှိတော့သူဆွဲလာသောအထုပ်ကလေးသည်လည်းဘယ်မှာကြကြံခဲ့ပြီလဲမသိတော့ပါပေတော်သည်မှောင်းနေ၏အတန်တို့ကတိတ်ဆိတ်နေသည်ဟုထင်ရတော့လေတကယ်တကယ်မှာတော့ခြောက်ချားစပွဲဖိုးနီသည်တစ်ပင်တစ်ပင်၏ခြေရည်၌တိုးကပ်ခါငိုးရှိုက်လိုက်သည်သူငိုသည်အဖေသူ့ကိုရိုက်စင်ကားထက်ဝမ်းနည်းစွာငိုကြွေးလေသည်တော်လန်းလေးပေါ်တွင်ရိုင်းနဲ့လျှောက်လာသောဖိုးနီသည်အတန်တစ်ခုကြောင့်ခြေလဲများတုံငနေရက်သွားသည်ဘာသံပါလေအသေးအချာနားဆွေမိလင်တော့ဖိုးနီ၏မျက်နာသည်မျောလင်းခြင်းဖြင့်ဝင်းပလာသည်ဆိုင်ကယ်တန်
လမ်းမကြီးနေမဝေးတော့ပြီလားတို့ဒီမဟုတ်ဆိုင်ကယ်သည်သူရှိရာလမ်းကလေးစီလာနေသည်လားလမ်းကလေးကကွေ့ကောက်နေသည်မို့ရှေ့ကိုမမြင်သာသည်သို့သောအတန်သည်ပို၍ပင်နီးကပ်လာသည်ကိုကြားရသည်ဖိုးနီသည်တစုံတရာကိုစောင့်နေသူလိုခြေလမ်းများကိုရပ်တန့်ထားသည်ကလေးများကိုဖမ်းတတ်သည်ဟုလူကြီးများကခြောက်လှန့်တတ်သောလူဆိုးများပင်ဖြစ်စေအောင်ယခုနေတော့ဖိုးနီဘာကိုမှမကြောက်နိုင်ပါပေသူသည်တညလုံးကြောက်လန့်ခြင်းနှင့်အသားကျခဲ့သည်ဒီထက်လည်းထူး၍မကြောက်နိုင်တော့ပြီထင်သည်ညကဝမ်ပန်တနေငိုရှိုက်နေခဲ့သောဖိုးနီသည်မိုးစင်စင်လင်းချိန်မှာတော့ငိုရံပင်မောနေပြီထက်၍လည်းမငိုနိုင်တော့ဖိုးနီငင်းမောနေစဉ်မှာပင်လမ်းချိုးခွေတွင်ဆိုင်ကယ်တစ်စီးပေါ်လာသည်ကိုတွေ့ရသည်လူနှစ်ဦးပါလာသည်သူတို့သည်ဖိုးနီကိုမြင်လျင်ဆိုင်ကယ်ကိုဆက်သက်လိုက်ကြသည်စကားအချို့မေးမြန်းကြသည်သူ့လိုရှမ်းပမာတယောက်မဟုတ်ပဲကချင်များဖြစ်သည်ကိုဖိုးနီသိလာသည်ဖိုးနီသည်ဖြစ်ကြောင်းကုန်စင်ကိုပြောပြရ၏သူဘယ်ရွာကလာသည့်အကြောင်းမိဘများနှင့်ကွဲကွာသွားရသည့်အကြောင်းသူတို့သည်ခေါင်းတညိမ့်ညိမ့်နှင့်နားထောင်ပြီးနောက်တီးတိုးတိုင်ပင်ကြ၏ထို့နောက်ဖိုးနီကိုဆိုင်ကယ်ပေါ်တင်ကာခရီးဆက်ခဲ့ကြသည်ဆိုင်ကယ်မောင်းသူနှင့်နောက်ကလိုက်သူနှစ်ဦးအကြားဖိုးနီထိုင်ရသည်သူတို့ဘယ်သွားမည်နည်းဖိုးနီမသိပါသို့သောသူ့ကိုထွေးပိုက်ထားသောလက်များတွင်စာနာမှုများပါသည်ဟုတော့ခံစားရသည်ကလေးဖမ်းသူများဘယ်နည်းနှင့်မှမဖြစ်နိုင်တညလုံးချမ်းတုံခဲ့ရသောဖိုးနီသည်နှွေးထွေးသောခန္ဓာကိုယ်ငွေများကြားတွင်နှွေးကနေသည်အချိန်တော့ဘလောက်ကြာသည်လဲမသိတော်လန်းတဲ့ကွေ့ကွေ့ကောက်ကောက်သွားရသည်ဂုံးကလေးများကိုတက်ရသည်တနေရာတွင်တော့ဆိုင်ကယ်ကိုဆက်သက်ခါရပ်လိုက်ကြသည်သူတို့အားလုံးဆိုင်ကယ်ပေါ်ကဆင်းကြသည်ဥတီလိုသောနေရာသို့ရောက်ခဲ့ပြီဟုဖိုးနီထင်ပါသည်ပတ်ဝန်းကျင်ကိုစူးစမ်းရန်လှည့်ကြည့်လိုက်တော့ဖိုးနီသည်မြင်ကွင်းကိုတအံ့တအောငေးမောနေရသည်သူရောက်နေသောနေရာသည်တစ်ပင်များအုံမိုးလျက်အလယ်တွင်ရှင်းလင်းကတဲများဆောက်ထားသည်ကိုတွေ့ရသည်တာလပတ်များမိုးထားသောဖက်များကာယံထားသောတဲကြီးများထဲ၌လူများစွာတွေ့ရသည်သူတို့အရွယ်ကလေးငယ်များသူ့ထက်ငယ်သောကလေးများသည်မြေပြင်တွင်ဆော့ကစားနေသည်ရွာလားမဟုတ်ပါဘူးဒါရွာနှင့်မတူပါလဲဆောင်တဲများထက်ပင်အနေဆုပ်ချင်သောတဲကြီးများနေရာကွက်ကွက်လေးမှာစုစည်းနေတာသည်ရွာနှင့်မတူပါဒါဆိုဘာများပါလဲဖိုးနီသည်ကြကြမတွေးနိုင်သူ့ကိုခေါ်လာသူနှစ်ဦးကခြေလမ်းပြင်ပြီးမို့သူတို့နောက်လိုက်ရသည်ဖိုးနီကကစားနေသောကလေးတို့အနီးမှဖြတ်လျင်ညီမလေးနှင့်ညီလေးကိုပြင်းစွာအောင်းမေလေ၏သူတို့ဘယ်ရောက်နေပြီနည်းအဖေအမေတို့ကရောဘယ်မှာပါနည်းဒီတဲများတွင်ရှိနေလိမ့်မည်လားဖိုးနီသည်မျောလင့်ခြင်းဖြင့်မျက်နာလေးရွှင်လာပြန်သည်ဟေ့နင်ဖိုးနီမဟုတ်လားကလေးတတိုက်ထဲကအတန်ထွက်လာလင်ဖိုးနီကငဲ့ကြည့်လိုက်ပါသည်မျက်ဝန်းချင်းချင်းလေးများပိတ်သည့်အထိပြုံးရည်ပြနေသူကိုဖိုးနီကောင်းစွာမှတ်မိသည်ဒုတိယတန်းမှာတခန်းနဲ့နေခဲ့ရသောဖိုးနီတငယ်ချင်းပါပဲအာဘူးအေးနင်တို့ဒီကိုဘလို့ရောက်နေရလဲငါတို့လည်းပြေးလာတာပဲကောနင့်ဖေတို့ရောမပါဘူးဟာငါတယောက်တည်းလမ်းခွဲသွားတာဒီမှာရောက်နေလားမသိဘူးနင်တွေ့သေးလားယင်မရောက်ပါဘူးဟဲ့ငါမြင်သိပါတယ်ဖိုးနီသည်တက်ပြင်းလေးချလိုက်မိသည်သူ့မျောလင့်ချက်လေးသည်ဟုတ်ကနေငိမ့်သွားသောမီးညွန့်ကလေးလိုပင်ရှေ့တွင်တော့သူ့ကိုခေါ်လာသူတို့သည်ဆရာမလေးတို့အရွယ်အမကြီးတစ်ယောက်နှင့်စကားပြောကာနေသည်ကချင်စကားများနှင့်သာပြောသည်ဖြစ်၍ဖိုးနီနားမလဲပေသို့သောသူ့အကြောင်းပြောနေမှန်းတော့ဖိုးနီသိပါသည်ထို့နောက်သူ့ကိုလာခေါ်သည်ကိုကြုံရသည်ဒီမှာပင်ဖိုးနီနေရအောင်မည်တဲ့အာဘူကတော့သူတို့တဲသို့ခေါ်သွားလိုသည်သို့သောအာဘူတို့နေသည့်တဲတွင်လူကများလာပြီညနေချင်းဆိုင်ကတဲတွင်ဖိုးနီနေရပါသည်လူကြီးများအကြားတွင်ဖိုးနီကိုနေရာပေးထားသည်သူတို့ချင်းပြောကြသောကချင်စကားကိုဖိုးနီနားလည်သည်မဟုတ်မျက်နာများကနှွေးထွေးမှုကိုတော့ကလေးပေမဲ့ဖိုးနီသိပါသည်
တညလုံးပြေးလွှားခဲ့ရသောဖိုးနီအတွက်တော့အားဘူးတို့ကလေးတတိုက်နှင့်အတူစားရသောထမင်းမှာမိန်လာသည်တကယ်တော့ဟင်းကဘာမှပါသည်မဟုတ်ပဲပြုတ်တစ်ခွက်မျှသာသို့ပေမဲ့စားလောင်းနေသည်မို့ထမင်းကုန်အောင်စားပစ်လိုက်သည်ဒီကြားထဲအမေချက်ပေးတတ်သောစွန်တန်ဟင်းရည်နှင့်ငါးကြော်လေးများကိုပင်သတိရသေးသည်ညီမလေးနှင့်ဟင်းလူစားရသည်ကိုအမတ်ရသည်သူတို့ဘယ်နေရာမှာရှိနေသနည်းဖိုးနီလိုတဲတို့ထမင်းတို့ရှာတွေ့ရဲ့လားပူပင်တော့ကနှင့်ခဏများငင်းငိုင်ရတော့လဲကလေးပီပီပင်တအောက်များကြာလင်မေ့သလိုရှိလာပြန်သည်အာဘူးတို့နှင့်ဂုံးကလေးထက်တွင်ပြေးတန်းလိုက်တန်းကစားနေပြန်သည်သူတို့သည်လူကြီးများလိုတောကများတတ်သေးသည်မဟုတ်ကောက်မရိပ်ရသေးသည်ကိုမပူပင်တတ်နောက်နှစ်အတွက်ဆံမရှိမည်ကိုမတွေးတတ်မနေ့ပြန်တွင်ဘာဖြစ်လာအိုမည်ကိုမကြောက်တတ်ဘာမှမသိတတ်သေးသောစိတ်နှလုံးများနှင့်သူတို့ရေမောနိုင်ကြသေးသည်နေဝင်မိုးချုပ်တော့ညစာစားပြီးတင်နှင့်သူတို့အိပ်ယာဝင်ကြသည်တဲများသည်ခဏမျှကြာလျင်အမောင်ကြားတွင်တိတ်ဆိတ်ခါနေသည်လေသည်ဖက်ရွက်များကြားကတိုးဝင်လာသည်ချမ်းမြသောလေကြောင့်ဖိုးနီတုံစပြူလာသည်သို့သောသူတွင်စောင့်မရှိတစ်ဖက်မှအိတ်သောအဖိုးတယောက်ကခြုံဆောင်ကိုလွှမ်းပေးသေးသည်သူလူးလိမ်နေရင်မှပင်ဆောင်းလျှောကြရသည်နှစ်ယောက်ခြုံနိုင်သောဆောင်းမဟုတ်သည်မို့ဆွဲယူရန်ယွန့်ရာအာနာရသေးသည်ကွေးကွေးလေးနေရင်တော့အချမ်းပြေမှာပဲဖိုးနီသည်မျက်လုံးကိုစစ်ပိတ်ထားသည့်ကြားကအမေရင်ဝင်ကိုလွမ်းစာပြူလာသည်အိမ်မှာတော့ဆင်းရဲသည်မှန်တော်လဲနှွေးထွေးသေးသည်အမေနာတိုးကပ်နိုင်သည်ညီမလေးနှင့်ဆောင်လူခြုံနိုင်သည်အဖေကိုငွေကိုလည်းငယ်တုန်းကခိုလုံခဲ့သည်ကိုတတိရလာသည်နောင်တော့ဘလို့ပင်မိဘများကစူသည်ဖြစ်စေစိတ်မကွက်တော့ပါဘူးဟုတစ်ဆက်သေးပင်စဉ်းစားနေပြန်သည်ဒီလိုနှင့်ချမ်းချမ်းနှင့်တွေးရင်းကသူအိပ်ပျော်သွားခဲ့သည်နောက်တနေ့မိုးလင်းလာလျင်ချမ်းအေးလာဆဲဖြစ်သည်ကိုတွေ့ရလေသည်ဖိုးနီသည်အခြားကလေးများနှင့်အတူမီးလုံရ၏သူတို့တွင်အင်ဂျီအနွေးတယ်မရှိပါပေအချိန်တန်လျင်လူကြီးများကချက်ပြုတ်ကြသည်ဆန်ကနေခဲ့ပြီဟုပြောသံကြားရသည်အေးလေအိမ်ပြန်တော့မှာပဲဖိုးနီကကလေးပီပီတွေးနေသည်သူအိမ်ပြန်ခြင်းပြီမိဘမောင်နှမများကိုတွေးကြံလာပြီမကြခင်ပြန်ရတော့မည်ဟုပင်ထင်နေသည်ထို့ကြောင့်ပင်ပူစရာဟုဘယ်ရာကိုမှမမြင်သူလိုပင်အခြားကလေးများသည်လည်းမကြခင်အိမ်ပြန်ရမည်ဟုတွေးလေသလားမသိသူတို့တွေသည်ဆော့ကစားကစကားဆိုကရှိနေပြန်သည်သူ့ရွာအကြောင်းကိုရွာအကြောင်းပြောကြသည်ကျောင်းတဲ့သူတို့ကကျောင်းအကြောင်းပြောကြသည်ဆရာမအကြောင်းပြောကြသည်ကောက်သစ်စားပွဲများအကြောင်းပြောကြသည်လဲထဲမှာမိဘကိုရသည့်အကြောင်းများလည်းပါသည်အာဘူးနင်တို့ဘယ်တော့ပြန်ကြမလဲဟုဖုန်းနီကမေးသေးသည်အေးဖုန်းနီရဲ့အနုကပြောတာတော့လေရွာမှာအေးရင်ပြန်ချင်တယ်တဲ့စပားလဲရိတ်ရအောင်မယ်လေငါလဲကြောင်းမတက်ရအောင်မဟုတ်လားနင်ပြန်ချင်ပြီလားငါလည်းပြန်ချင်ပြီဝေးပြန်ချင်တာပေါ့ဟဲ့ဒီအချိန်ဆိုတို့ရွာမှာခရစ်စမတ်ကြီးလို့ပြောစရာပေါ့နင်တို့စီမှာလည်းဖျားပွဲတွေနေပြီမဟုတ်လားအေးဘောဟာဖုန်နီတို့သည်တစ်ပင်ရိပ်များတွင်တနေကုန်နေကြသည်စာတင်စရာလည်းမရှိကျောင်းများသည်အဝေးတွင်ကြံခဲ့ကြလေပြီဖုန်နီတယောက်တည်းအတွက်ဆိုလျင်ကသူနားပူတတ်သောအဖေစူတန်များကိုလည်းကြားစရာမလိုတော့အိမ်အလုံးများကိုလည်းလှုပ်ရန်မလိုတော့ညီမလေးနဲ့လည်းညင်းခုန်ရန်မလိုတော့ပေသို့တော့သူဘာကြောင့်မပြောပါသနည်းအာဘူးကတော့ရွာကိုလွမ်းကြောင်းခဏခဏပြောသည်ဖုန်နီကလည်းစဉ်းစား၏သူလွမ်းသလားရွာကိုလွမ်းသလားတကယ်စဉ်းစားတော့လေတစ်ပင်စိမ်းများရှိန်မိုးထားသည်ဖြစ်သောရွာကလေးကိုမြင်အောင်လာသည်တငယ်ချင်းများနှင့်ပြေးလွှားဆော့ကစားခဲ့သောရွာလန်းကိုသတိရသည်ရွာဦးစေတီကဆဲလဲတန်းကိုပြန်လဲကြားရောင်သည်လှဲခွက်များကိုပင်သတိရစရာဖြစ်ရသည်နောက်ဆုံးတော့လေသူ့စိတ်သည်သူ့မိသားစုနှင့်အတူနေထိုင်ခဲ့ရာအိမ်ကလေးတွင်ရှက်တန်တော်သည်အိမ်ကလေးတွေကရှေ့တံများညီမလေးညီလေးတို့နှင့်
အဖေရဲ့မောနေလင်သူပါပျော်ရွှင်ခဲ့သည်အဖေသည်သူ့ကိုချစ်ခင်ရင်းနှီးစွာမနေတတ်တော့လဲအားကိုးတတ်သည်ဟုအမေပြောဘူးသည်ကိုသတိရလာသည်ဟုတ်မှာပဲဟုလေအဖေကိုမြင်အောင်ကတွေးစာပြူလာပြန်သည်ငါလည်းအိမ်ကိုလွမ်းတယ်ဟာဟုဖိုးနီသည်အာဘူ၏စကားကိုထောက်ခံလာသည်အေးဖိုးနီရဲ့ငါတို့အိမ်ပြန်ရရင်ကောင်းမှာပဲနော်ခဏကြာတော့လေသူတို့သည်ကလေးတို့၏စိတ်ပြောင်းလဲလွယ်ခြင်းနှင့်အသားကျလာပြန်သည်ရေကမောကရှိလာပြန်သည်အာဘူကတော့စခန်းသို့စောစည်းစွာရောက်လာခဲ့သူဖြစ်လေရာသူ့တွင်ပြောစရာများစွာရှိလေသည်နင့်လိုပဲစခန်းမှာအဖေတွေအမေတွေမပါဘဲနဲ့ရောက်လာတဲ့ကလေးတွေရှိတယ်သိလားတချို့လူတွေလည်းကွဲကုန်တာပဲတဲ့ငါတို့တောင်မှကံကောင်းလို့မကွဲတာတို့ကညပြေးတာမဟုတ်ဘူးနေ့လည်ပဲပြေးလာတာအစကတော့လေအနူးကမပြောင်းဘူးတဲ့ဒါပေမဲ့နောက်တော့မရတော့ဘူးလေတိုက်ပွဲတွေကတဖြည်းဖြည်းနီးလာတာကိုဒီမှာဆန့်ကုန်ရင်ငါတို့ဒုက္ခပဲတဲ့လူကြီးတွေပြောတာကြားခဲ့တယ်ဟုပေါက်ကြဆိုသောကောင်မလေးတစ်ယောက်ကဝင်ပြောသေးသည်ဖိုးနီကတော့ထုံးစံတိုင်းတွေးပြန်သည်မှာအိမ်ပြန်မှာပေါ့တို့ပေမဲ့ရွာကိုဘဲလန်းကသွားရမည်နီဒါကတိတ်တော်လဲပူစရာရှိမည်မဟုတ်လူကြီးများကလမ်းပြပေးမှာပါပူပန်စရာမှာတော့ဘသူမှမရှိသောအိမ်သို့မပြန်လိုခြင်းတည်းအတွေးများနှင့်ငေးငိုင်နေသောဖိုးနီသည်လူသံများအုပ်အုပ်ကြက်ကြက်ကြားရတော့နားဆွင်မိ၏တစ်ချက်တစ်ချက်ပြန့်လွင့်လာသည်မှာကချင်စကားများဖြစ်၍ဖိုးနီနားမလဲအာဘူကတစ်ချက်ခုန်ထကလူသစ်တွေရောက်လာတယ်ဟဲ့ဟုဖိုးနီကိုပြောသည်နောက်တော့ရှေ့ကပြေးသွားသည်ဖိုးနီလည်းသူ့နောက်ကပြေးလိုက်လာ၏ဖိုးနီနေမေမဟုတ်လားအာဘူဤဝမ်းသာအားရအတန်ကြောင့်ဖိုးနီသည်လူအုပ်ကြားထဲတိုးကြည့်လိုက်သည်စခန်းကလူကြီးများနှင့်စကားပြောနေသည်မှာအမေပါတကားအမေသည်ညီလေးကိုပွေ့ဖက်လျက်သာအခြားသူများလည်းပါသေးသည်စခန်းတွင်နေရာချကအလုတ်ရှုပ်စပြုနေသည်ကိုလည်းမြင်ရ၏အမေသည်သူ့နားတိုးကပ်လာသောဖိုးနီကိုမြင်လျင်ဝမ်းသာလိုက်လဲခြင်းနှင့်ပြုံးလာသည်ရုပ်ရှင်ကားများတွေကလိုတော့ပြေမဖက်ငိုလဲမငိုငိုရန်ပင်မျက်ရည်များကုန်ခဲ့ပြီလားမသိအမေအမေအဖေတို့ရောကွဲသွားတယ်ဖိုးနေရဲ့ဘယ်ရောက်သွားကြမှန်းတောင်မသိဘူးအမေသည်ခုမှပင်မျက်ရည်ဝဲစာပြူလာသည်ဖိုးနေကိုထွေးဖက်ထားသည်နောက်ထပ်ပျောက်သွားမှကြောက်နေတော့သလိုပင်ဖိုးနေသည်လည်းအမေခါကိုတိုးဖက်ထားမိ၏ညီလေးကိုပင်ပိုး၍ချစ်ခင်လာမိသည်ဒီလိုနေညမှာတော့သားအမိများအတူနေခွင့်ရကြလေသည်စခန်းမှာတော့ရှိသည့်တဲအကျယ်နှင့်လူဥယေကမမျှခဲ့ပြီးဖြစ်ရာလူများမှာလူသာလဲ့သာပင်မရှိပေစောင်းရသည်ဖြစ်၍လူငွေ့နှင့်နှွေးထွေးသည်ကိုပင်ကျေးဇူးတင်ရမလိုသည်ဖိုးနီနှင့်အမေသည်ညီလေးအိတ်ဆက်နေသည့်အနီးမှာတိုးကပ်ထိုင်နေကြသည်အမေသည်အပြင်ဘက်မြင်ကွင်းကိုငေးနေ၏အပြင်တွင်မြင်ကွင်းသည်အမှောင်သာမိဖို့ကမိတို့ငြိမ်ခဲ့ပြီလာွယ်ညမို့ပိမ့်ပိတ်အောင်မှောင်လျက်ဒီပြင်ပကိုပင်အမေသည်ဘာကြောင့်မှမသိငေးကာနေသည်ဖိုးနီသည်အမေနှင့်ပြန်တွေ့ရသည့်အတွက်အခါများစွာကထက်အားကျလာရသည်မကြခင်သူတို့အိမ်ပြန်နိုင်တော့မည်လားမသိအဖေတို့လည်းပြန်ရောက်ရင်ရောက်လာမှာပေါ့သူသည်အတွေးနှင့်ရွှင်လန်းစွာပြုံးလိုက်သည်အခုတော့ရွာပြန်လန်းကိုမမှတ်မိလဲရပါပြီအမေရောက်လာပြီမဟုတ်လားအမေနှင့်အတူပြန်ရလျင်အိမ်ကိုချောမောစွာပြန်ရောက်နိုင်မည်ဟုသူထင်ပါသည်အမေသားတို့ဘယ်တော့အိမ်ပြန်ရမလဲအမေသည်သူ့အမေကိုမကြားဘူးလားမသိမမြင်ရသောအမှောင်ကိုပင်ငေးမြဲငေးနေလေသည်အဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုယ့်ရဲ့နေအိမ်ကနေနေရက်တွေကနေပြီးတော့ဆုံးခွာနေကြရသူတွေအားလုံးအိမ်အပြန်လန်းကိုအမြန်ဆုံး
ပြန်လည်ရောက်ရှိပါစေရှင်။